ဘရောက်ဟာတစ်နှစ်အတွက်တစ်ခါပဲပွင့်နိုင်ပဲထားပွင့်ပြီဆိုရင်လည်းပင်လုံးကျွတ်ဝန်းထိန်ရဲပါပဲလေကျွန်တော်မြင်ထားတဲ့ချစ်သေးချစ်မှန်ဆိုတာလဲတစ်သက်မှာတစ်ခါပဲပေါ်ပေါက်လာလိမ့်မယ်ထင်ပါတယ်ကျွန်တော် broadband တွေကိုဆင်မြန်းစီလို့တဲ့ဆံများညာကေကိုကျွန်တော်ကရှာဖွေရပါလိမ့်မယ်